လိုနီတယောက်လေသူမရဲ့ဒုတိယပုံစံမှန်နေအတင်းကြပန်းပြုတ်ကြပြီးတိုက်ခိုက်နိုင်ဆိုရင်လုံးဝမရှိတော့ပါဘူးအဲ့ဒီအချိန်မှာတော့အဝေးက H မြို့မှာရှိတဲ့ Blacky နဲ့တခြားသူတွေက live ကူကြည့်ပြီးအန်အောသိနေကြပါတယ်အနက်လေအရှင်ဝါတွေကအကုန်အကျူတူပဲသူကဘီရင်မဲမခုံလာလူအေကိုကမေ့လိုက်ပါတယ် Blacky ကသူကတကယ်ပဲဘီရင်ဆိုရင်သူဘာပဲလုပ်လို့ငါလိုက်လုံမှာပဲလို့ပြန်ဖြေပါတယ်ဒါပေမဲ့အာလာနဲ့ဖာလောက်တာကဒေါသကြီးနဲ့ငါတို့မတဘောသူဘူးဒီကောင်ကဘီရင်ဖြစ်နိုင်မှာမလားဘီရင်ကငင်းချရဲ့တော့ဘလက်တောင်စူးစမ်းခဲ့လာလေဒီလိုလူသက်ပွဲမျိုးကိုဘီရင်ဘယ်တော့မှပြင်မလုပ်မှာဘူးလို့ all hit ငင်းဆန်လိုက်ကြပါတယ်ဇလန်ကပြန်ပြီးစစ်မြေပြင်ကိုရောက်သွားတဲ့အခါဘာတာဖရိုက်တီရောက်မြေကြီးပေါ်မှာလဲလျောင်နေပြီးစိုးရိမ်ကြီးကိနေပါတယ်ခုနနိုင်ငံဘီရဲ့ဘိုးချုပ်တွေကိုအလွယ်လေးတတ်ခဲ့တဲ့တိုင်ရှမ်းတော်မှာဆက်ရောက်ဂျုံဘီရဲ့ကင်းရဲ့ရှေ့မှာဒူးထောက်ကြားနေရပါပြီဇွန်ဘီကမင်းတို့အားလုံးကတကယ့်ကိုစိတ်ပြက်စရာကောင်းတာပဲငါကမင်းတို့နဲ့ကစားဖို့ပုံစံတစ်မျိုးကိုတောင်ရော့ထားပေးသေးတယ်ငါရဲ့မူလပုံစံဆိုရင်မင်းတို့ကိုတခါတည်းတတ်တယ်လို့ရနေပြီလို့ပြောလိုက်ပါတယ်သူကတန်ရှမ်းကိုပစ်ချပြီးဒုတိယပုံစံကိုပြန်ပြောင်းလိုက်ပါတယ်ပြင်းဖို့လိုက်ကလူအားလုံးကိုတုတ်ဖင်ပြီးရင်မင်းတို့စီပြန်လာပြီးအပျော်ရှာအောင်မယ်လို့ပြောပြီးကောင်းကင်ရန်ကိုတဟုန်ထိုးပြန်တတ်သွားတော့ပါတယ် live ကြည့်နေတဲ့လူတွေအားလုံးလုံးဝမျှော်လင့်ချက်မရှိတော့ပါဘူးဘုံချုပ်တွေအားလုံးတခဏချင်းနဲ့မှတင်အကုန်ပျက်စီးသွားတဲ့အထက်ဒီကဘာကြီးတော့တကယ်ကုံဆုံးတော့မှာပဲလို့လူတွေကထင်မှတ်နေကြပါတယ် Violet လည်းစိတ်ပြက်လက်ပြက်နဲ့ zombie ပြောသွားတဲ့ဘက်ကိုကြည့်ပြီးခွေးကောင်ငါတောင်သူ့လက်ချက်ကိုတစ်ချဲမှမခံနိုင်ရဲ့ဘူးလို့ဒေါသကြီးနဲ့ရေးရွက်နေပါတယ်အနားမှာတော့သွေးနီဘူးညင်မာကလုံလေးနဲ့အကူညီနဲ့ဒဏ်ရာတွေကိုကုတာဖို့ကူးချိုချနေပါတယ်တစ်ဖက်မှာတော့တာဝန်ဆုံးမှငားမြနေတဲ့ zombie ကတော့တဆုံတစ်ခုကိုခံစားမိလိုက်ပေမဲ့သူ့လက်အောက်ငယ်ကဘယင်မင်းမှငားမိနေပြီဗျလို့ပြောလိုက်တာကြောင့်ငားမြတဲ့ဘက်ကိုပဲအာယုံပြန်ဆိုင်သွားပါတယ်ကဘာကြီးကတော့တမိုင်းမှာမကြုံဘူးတဲ့အကြီးဆုံးအန်ဒီယာကိုရင်ဆိုင်နေတာကိုသူလုံးဝမသိလိုက်ပါဘူးမိနစ်30အကျဉ်းမှာပဲဆေယုံဆုံပြီးကမျိုးပေါင်းထောင်းကြီးကိုဖျက်ဆီးပစ်လိုက်ပါပြီသူလည်းနောက်ထပ်ပစ်တန်မှာတော့မြောက်လက်တီတော့30ဒီဂရီနာကဇုံဘီရဲ့အင်တက်တဲ့ Blacky Cement ခံခွဲနေတဲ့ H မျိုးပဲဖြစ်ပါတယ် H မျိုးရဲ့အဆုံးကိုဆက်ရုပ်ဆုံးပြီးရောက်သွားတဲ့အခါခြေလမ်းချင်းလျှောက်လန်းနေပါတယ် Blacky ကဘာမှမလှုပ်ရှားသေးတာကိုမြင်တဲ့အာလန်တီးမခံနိုင်တော့ပဲဘရင်တီတောက်ထားကမြို့ကြီးပျက်စီးတာကိုမင်းဒီတိုင်းထိုင်ကြည့်နေမှာလားမင်းမလုပ်ရင်ငါတို့ပဲတွားတိုက်မယ်လို့ပြောပြီးထွက်သွားပါတယ်အာလန်နဲ့ဖာထွက်သွားတာကိုကြည့်ပြီး Blacky ကတက်ပြင်းချိုက်လိုက်ပါတယ်သူတို့ကနုလာသေးတယ်လို့ဖာနဲ့အာလန်တို့ကသူတို့ရဲ့ဒုတိယပုံစံကိုချက်ချင်းပြောင်းလိုက်ပြီး Blacky စောင်းလျှောက်ထားတဲ့လူသားတွေကိုဘေးလွတ်ရာကယ်လွန်းရေးစခန်းစီကိုအမြန်ဆုံးရွေ့ပြောင်းပေးလိုက်ပါတယ်ဒီငင်းကွင်းကိုကြည့်ပြီးစိတ်ယုံဇုံဘီကစိတ်ဝင်စားဖို့ကောင်းလိုက်တာလူသားတွေနဲ့ဇုံဘီတွေဒီလောက်တောင်ရောနှောနေထိုင်ကြတာကိုငါအံ့အားမိတယ်လို့ပြောလိုက်ပါတယ်အာလန်ကရှေ့ကိုတိုးပြီးဘီယင်မင်းမမင်းတို့ကိုမေ့သွားခဲ့တာလားဒါကမင်းကိုယ်တိုင်တီးတောက်ထားတဲ့မြို့လေးလို့တောင်းပန်ဖို့ကိုးစားပေမဲ့စိတ်ယုံဇုံဘီကတော့ဘာမှမမှတ်မိတော့ပါဘူးမင်းတို့ကဘသူတွေလဲငါမင်းတို့ကိုလုံးဝမသိဘူးလို့ပြောတဲ့အခါအာလန်တယောက်အံ့ဩသွားပြီးမင်းကအတူယုံပဲတေစမ်းလို့အိုဟစ်ပြီးအားနဲ့မန်နဲ့ပြေးဝင်တိုက်ခိုက်လိုက်ပါတယ်ဒါပေမဲ့စိတ်ယုံဇုံဘီကထွက်သွားစမ်းလို့တခွန်းနဲ့အမိန့်ပေးလိုက်တခါသူ့ရဲ့အရှင်ဝါကြောင့်အာလန်တယောက်လွင့်သွားတော့ပါတယ်အဲ့ဒီအချိန်မှာပဲမြို့တွေကအဆောက်ဦးကြီးတစ်ခုပြိုလိုက်ပြီးဒိုင်းကနေအတန်ကြီးထွက်ပေါ်လာပါတယ်ဟုတ်ပါတယ်သူ့မြို့ကြီးအန်ဒီယာရှိနေတာကိုသိလိုက်တဲ့ဇုံဘီတယောက်ပျက်စီးမသွားခင်အချိန်မီပြန်ရောက်လာတာပဲဖြစ်ပါတယ်သူကလွင့်သွားနေတဲ့အာလန်ကိုအေးအေးဆေးဆေးပဲဖမ်းဆုပ်လိုက်ပါတယ်တစ်ဖက်မှာတော့ဖားကစိတ်ယုံဆုံပြီးအရိုက်ချက်ကြောင့်မြို့တွေကိုပြုတ်သွားပြီးစိတ်ယုံဆုံပြီးကခါရဲ့ကိုယ်ပေါ်မှာမောက်မာစွာရက်နေရင်းနဲ့ဇုံဘီကိုစိတ်လှုပ်ရှားစွာကြည့်နေပါတယ်စိတ်ဝင်စားဖို့ကောင်းလိုက်ကနောက်ဆုံးတော့တန်ဖိုးရှိတဲ့သူတယောက်ပေါ်လာပြီပေါ့ဇုံဘီကတော့သူ့မြို့ကြီးပျက်စီးနေတာနဲ့သူ့ညီလေးတွေကိုအနိုင်ကျင့်နေတာကိုမြင်လို့မျက်နှာကအေးဆက်သွားပါတယ်သူကအာလန်ကိုမြို့တွေကလူသားတွေကိုအမြန်ရွေ့ပြောင်းပြီးနောက်ဆုတ်ကြတော့ကျန်တာကိုငေါ့လက်ထဲထားခဲ့ပါလို့အမိန့်ပေးလိုက်ပါတယ်စိတ်ယုံဇုံဘီကဒါကိုကြည့်ပြီးရီမောကစိတ်ဝင်စားဖို့ကောင်းတယ်ဒါဆိုဒီတိုင်းပဲနှုတ်ကြတာပေါ့ဆိုပြီးကောင်းငင်ကိုခုန်တက်ပြီးဇွန်ဘီကိုလက်သိမ်းနဲ့ဝုန်းကနေထိုးချလိုက်ပါတယ်ပြင်းထန်တဲ့ပေါက်ခွဲတန်ကြီးတစ်ခုနဲ့အဆောက်အဦကြီးတစ်ခုလုံးဖုံမုံတွေထွက်သွားတော့ပါတယ်လူသားတွေအားလုံးမျှော်လင့်ချက်မရှိတော့တဲ့အချိန်မှာဖုံမုံတွေထဲကနေဇွန်ဘီကဘာတညာမှမရပဲဆက်ရုပ်ဇွန်ဘီရဲ့တိုက်ခိုက်မှုကိုအသာလေးပိတ်ဆုပ်ထားတာကိုမြင်လိုက်ရတော့လူအားလုံးအံ့အားသွားကြပါတယ်ဆက်ရုပ်ဇွန်ဘီအထူးဆန်းဖြစ်နေတော့ဇွန်ဘီကသူ့ရဲ့ခေါင်းကိုဆွဲကောင်းပြီးမြေကြီးထဲကိုဝုန်းကနေစိုက်ဝင်သွားအောင်ပစ်ပေါက်လိုက်ပါတယ်ကြီးမားတဲ့အချိန်ကြောင့်မြေပြင်တစ်ခုလုံးတုန်ခါပြီးကွဲအပ်သွားပါတယ်ဇုံဘီကစိတ်ရုပ်ဇုံဘီကိုလေထဲမှာတင်ပစ်လှလိုက်တာကြောင့်ဒုံကနေအတန်းကြီးနဲ့အတူအဆောက်အဦကြီးတစ်ခုတည်းကိုတိုးဝင်သွားပါတယ်။အမငန်းအားကောင်းလာတဲ့ဒီတိုက်ချက်ကြောင့်စိတ်ရုပ်ဇုံဘီကအဆောက်အဦအတွက်မှာလူးလိမ်ပြီးတစ်ဖက်ချမ်းကနေပြန်ပေါက်ထက်သွားပါတော့တယ်။ဒီမြင်းကွင်းကိုကြည့်နေတဲ့လူတွေအားလုံးပတ်သက်အဟောင်းသားထက်သွားကြပါတယ်။အဲ့ဒီလူကဘာတူလဲစိတ်ရုပ်ဇုံဘီကမြေပြင်ပေါ်မှာလူးလိမ်နေတုန်းချင်းမှာပဲဇုံဘီကသူ့အနာကိုမျက်စိတမင်အတွက်မှာရောက်လာတာကိုမြင်လိုက်ရတော့အန်အောသွားပါတယ်။ဇုံဘီကသူ့လက်သီးကိုတင်းတင်းဆောက်ပြီးဘုံကနေထိုးချလိုက်ပါတယ်။ဇုံဘီလည်းဒုတိယပုံစံ second form ကိုချက်ချင်းပြောင်းလဲလိုက်ပါတယ်။ပြောင်းလဲသွားတဲ့ဇုံဘီကအရန်ကိုစိတ်လှုပ်ရှားနေပုံရပြီးဒီလောက်နဲ့တင်ပြီးပြီလား။မင်းနဲ့တကယ်ဆွမ်းအားကိုပြဆန်းနူးပြောရင်စိတ်ရုပ်ဇုံဘီကိုတစ်ချက်ထဲနဲ့အာဂါဒအမှရောက်အောင်ထိုးလွှတ်လိုက်ပါတယ်။အာဂါဒအမှရောက်သွားတဲ့စိတ်ရုပ်ဇုံဘီကသူ့ကိုယ်သူထိန်ပြီးမျက်နှာမှာစိတ်လှုပ်ရှားမှုတွေနဲ့စိတ်ဝင်စားဖို့ကောင်းလိုက်တာ။ငါ့ကိုငါပြန်တိုက်နေရတယ်လို့ပဲလူပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအနီးနားကမြို့တစ်မြို့ရဲ့ကယ်လေးရေးစခန်းမှာရှိတဲ့လူတွေကအစိမ်းရောင်စစ်ဝတ်စုံဝတ်ထားတဲ့လူရဲ့အကြောင်းကိုစူးစမ်းနေကြပါတယ်။ Blacky တို့အထွေးက H မျိုးကပြည်သူတွေကိုဘေးလွတ်ရရွှေ့ပေးပြီးနောက်အဲ့ဒီစကန်စီရောက်လာပြီးဒီနေရာကအန်ဒီယာများတဲ့အခုပဲငါလူနဲ့အတူလိုက်ခဲ့ကြလူအိုပြောပါတယ်
ဘလက်ဂီကိုမြင်တော့လူတစ်ယောက်ကဒါငါလို့နိုင်ငံရဲ့သမ္မတရဲ့အဆောင်ရှောက်ချုပ်ပြီးတော့ထိပ်ပြီးစည်းဝေးမှာပါဝင်ခဲ့တဲ့နိုင်ငံ A ရဲ့ဒုတိယတင်ပိုကပိယက်ကပိန်ကမြင်တော့မှတ်မိသွားပါတယ်။တစ်ချိန်တည်းမှာလည်းလေရင်ဘောကသတင်းတောက်ကလည်းကြည့်ရှုသူတို့ခင်ဗျာအခုမိစ္ဆာကိုတိုက်ခိုက်နေတဲ့လူကနိုင်ငံ A ကနေပျောက်ကွဲသွားခဲ့တဲ့ဇုံဘီဖြစ်ပုံရပါတယ်ယူတုံလုံးစွာနဲ့ပြောပြနေပါတယ်။ဒါပေမဲ့သတင်းတောက်စကားမဆုံးခင်မှာပဲစက်ရုပ်ဇုံဘီကဘလက်ဂီတို့ရှိတဲ့နေရာစီအရှင်ပြင်းပြင်းနဲ့ diving ထိုးဆင်းလာပါတော့တယ်။ဘလက်ဂီချွေးရမ်းသွားတဲ့အချိန်မှာပဲဇုံဘီကမြေပြင်ကိုအားပြင်းပြင်းနဲ့ကမ်းပြီးစက်ရုပ်ဇုံဘီရဲ့နောက်ကနေပေါ်လာပါတယ်။ပရိသတ်တွေအန်အိုနီကျုံချိန်မှာပဲသူတို့နှစ်ယောက်ကပြင်းထန်တဲ့တိုက်ပွဲကိုစတင်လိုက်ကြပြီးဘဲတို့မှနောက်မဆုတ်ကြပါဘူး။စက်ရုပ်ဇုံဘီကသူ့ကိုသူပြန်ထင်းပြီးလက်သီးနဲ့ထပ်ထိုးလိုက်လို့ဇုံဘီလည်းအတူတူလည်းတုံပြန်လိုက်ပါတယ်။ဒိုင်းကနေအထန်းကြီးနဲ့အတူသူတို့လက်သီးချင်းဆုံလိုက်တော့ကြောက်မတ်ပွဲဆွမ်းအားလိုတွေကနေရာနှံ့ပြက်နဲ့အော်ပြီးမိုက်ကွားများလွာအကွာမှာရှိတဲ့အဆောက်အဦတွေတောင်ပြိုရွေးကုန်ပါတယ်။ဒီလိုအရေးကြီးတဲ့ချိန်မှာတည်းသူတို့ရဲ့ရင်းနှီးတစ်ပါးတယောက်ပေါ်လာပါတယ်။သူကတော့အဆောက်အဦခေါင်မိုးပေါ်မှာဆွဲလဲနေပြီးအချောက်ကွိုင်းထီလုံနေပါထင်နေတဲ့ဗာမင့်ပဲဖြစ်ပါတယ်။သူကမထင်မဲ့တဲ့အတိတ်ကျုံတစ်ခုကိုရရှိသွားခဲ့တာပါ။အဲ့ဒီအချိန်မှာဗာမင့်တယောက်အခက်ခဲတဲ့ကနေကန်ကောင်းချင်းတွေကိုရရှိသွားပြီးအချောင်းနှောင်းတဲ့ကနေလွတ်မြောက်သွားပါတယ်။တစ်ဖက်မှာတော့အကြီးကဲကန်ကဌာနအကြီးကဲချန်စီကိုလာပြီးသတင်းပို့ပါတယ်။ဇွန်ဘီကအဲ့ဒီမိတ်ဆာနဲ့တိုက်ခိုက်နေပါပြီ။ကျွန်တော်တို့ဘာလို့ရှင်းတယ်လဲဌာနအကြီးကဲချန်ကဂျုံးဘတ်ကိုလှည့်ကြည့်ပြီးသူတို့နှစ်ယောက်ရဲ့တိုက်ပွဲကိုငါတို့ကွင်းဆွဲဖို့ကိုထစ်မနေဒါပေမဲ့အဲ့ဒီဂျုံးမှာတခုခုတော့လွဲနေတယ်အခုချက်ချင်းအပြည့်တိုက်ပွဲဆက်တင်းတော့ Violet နဲ့ Luni တို့အသက်ရှင်နေတဲ့ဆိုရင်ငါတို့ကိုကူညီပေးကြလို့အမိန့်လိုက်ပါတယ်တစ်ချိန်တည်းမှာလည်းဂျွန်းဘော်က Professor Jimmy တို့အထွေကတော့စက်ရုပ်ဇုံမီကိုဖန်တီးနိုင်ခဲ့တဲ့အတွက်အောင်မြင်ခွဲခံပြီးစိတ်လှုပ်ရှားနေကြုံပါပဲဖုံမှုတွေငြိမ်ကျသွားတဲ့အခါအားလုံးရဲ့အမြင်အာရုံထဲမှာဇုံမီကရောက်သုံးညပုံစံနဲ့ရပ်တည်နေတာကိုတွေ့လိုက်ရပါတယ်သူ့ရဲ့တစ်ဖက်မှာတော့စက်ရုပ်ဇုံမီကခန္ဓာကိုယ်တစ်ဝက်လောက်အပိုင်းပိုင်းဆက်ဆက်ထင်နေပြီးမြေပြင်ပေါ်မှာငြိမ်သက်နေပါတယ်ဒီမြင်းကွင်းကိုကြည့်နေတဲ့လူတွေအားလုံးစွန့်အားသွားကြပါတယ်အစိမ်းရောင်ဝဆုံးဝထားတဲ့လူကနိုင်ငံ A ရဲ့သမ္မတအဆောင်ရှောက်ချုပ်ဖြစ်ပေမဲ့အရင်ကတည်းဘာလို့ပို့ပြီးထူးခြားနေရတာလဲကဘာကိုတောင်ချက်စီးနိုင်တဲ့မိက္ဆာကိုအခုလောက်လွယ်လွယ်နဲ့နိုင်သွားတာကသူတို့ဘက်တော့ပို့ပြီးကြောက်စရာကောင်းနေပါတယ်ဒါပေမဲ့ဂျုံဘီရဲ့စွမ်းအားကိုကြောက်နေကြပေမဲ့လေလူများစုကတော့သူ့ကိုပဲအားပေးနေကြပါတယ်သူဘာပဲဖြစ်ဖြစ်ငါတို့ကိုကူညီဖေးနေသမျှသူကငါတို့ရဲ့ the hero ပဲလို့နိုင်ငံ A နဲ့ B မှာရှိတဲ့လူအားလုံး all hit အားပေးနေပါတယ်ဇုံဘီကစေရုပ်ဇုံဘီကိုအထင်ဖေးစွာနဲ့ကြည့်ပြီးမင်းကငါ့ကိုတူတယ်လို့ပြောခဲ့တာလားရဲရလိုက်တာမင်းကအစ်စ်မမီသေးဘူးလို့ပြောလိုက်ပါတယ်သူစကားပြောပြီးတာနဲ့စွမ်းအားတန်းကြီးတစ်ခုကသူ့စီကိုတဟုန်ထိုးပြေးရင်လာပါတယ်ဇုံဘီကလက်တစ်ဖက်ကိုဝစ်ရွမ်းလိုက်ုံနဲ့အဲ့ဒီစွမ်းအားတွေကိုကပတစ်ဖက်ချမ်းကိုလွဲပြလိုက်ပါတယ်နိုင်ငံဘီရဲ့မြို့တစ်မြို့ပေါ်မှာမုန်တင်းကြီးတစ်ခုပေါ်ပေါက်လာပြီးလဲထဲမှာအလုတ်လုတ်နေလေတောင်းတူတွေတောင်ဘာမှမလုပ်လိုက်ရပဲအငွေ့ပြောက်သွားပါတယ်ဒါကိုမြင်လိုက်တဲ့နိုင်ငံ A ကလူတွေအံ့ဩသွားပြီးနျူကလ িয়ার ဒုံကက်ကိုဒီလိုလက်နဲ့လွဲပြလိုက်တာလားလူတယောက်ဓာတ်ကိုလောက်နိုင်လို့လားလို့အော်ဟစ်မိပါတယ်ဇုံဘီကတော့ဓာတ်တွေကိုအရေးမဆိုင်တဲ့ပုံစံနဲ့အေးအေးဆေးဆေးပါပဲအဲ့ဒီအချိန်မှာပဲအလောင်းပုံကြီးတွေကလက်တစ်ဖက်ကြားထွက်လာပါတယ်စက္ကန့်ပိုင်းအတွင်းမှာစက်ရုပ်ဇုံဘီရဲ့ခန္ဓာကိုယ်တွေပြန်လဲပေါင်းစည်းသွားကြပြီးစက်တုံးထအမြောက်ပုံစံကိုချက်ချင်းပြောင်းလဲသွားပါတော့တယ်စက်ရုပ်ဇုံဘီကဟဲစီတမင်အခရာဇုံဘီရဲ့ရှေ့ကိုရောက်လာပါတယ်ဇုံဘီလက်သီးထိုးဖို့ပြင်းလိုက်တော့စက်ရုပ်ဇုံဘီကအရင်ဦးအောင်သူ့ညက်နာကိုထိုးလိုက်ပါတယ်နှစ်ယောက်သားအနီးကပ်တိုက်ခွဲကိုအသေးအတန်ဆင်နွှဲညင်းကြပြီးလက်သီးတွေကရက်မသွားပါဘူးနောက်ဆုံးမှာတော့စက်ရုပ်ဇုံဘီကစွမ်းအားတွေကိုလက်သီးထဲမှာစုစည်းလိုက်ပါတယ်ဇုံဘီအမားတစ်ခုခုထစ်နေပြီဆိုတာထိလိုက်တဲ့အချိန်မှာတော့နောက်ကျသွားပါပြီစက်ရုပ်ဇုံဘီရဲ့လက်ဖန်တွေကနေပြင်းထန်တဲ့စွမ်းအားလွှဲကြီးတစ်ခုပောက်ကွယ်ထက်သွားပြီးဇုံဘီရဲ့အပေါ်ပိုင်းခန္ဓာကိုယ်တစ်ခုလုံးကိုတောက်ပရဲ့အလင်းတောင်းတွေကဖုံးလွှမ်းသွားပါတော့တယ်စက်ရုပ်ဇွန်ဘီရဲ့ပြင်းထန်တဲ့စွမ်းအင်လိုင်းကြောင့်ဇွန်ဘီရဲ့ဥခေါင်းနဲ့လက်ရလက်မောင်းတစ်ခုလုံးအပိုင်းပိုင်းအဆအဆထိထွားပါတော့တယ်အဲ့ဒီနောက်မှာတော့စက်ရုပ်ဇွန်ဘီကသူ့ရဲ့စွမ်းအင်ကိုထပ်မံမြင့်တင်လိုက်တဲ့အတွက်ဇွန်ဘီရဲ့ခန္ဓာကိုယ်တစ်ခုလုံးမီတာထောင်ပြောင်းစွာလွင့်ထွက်သွားပြီးလေထဲမှာပင်အငွေ့ပြောင်ဖျောက်ကွယ်သွားပါတယ်ဒီမြင်းကွင်းကိုမြင်လဲရတဲ့မိုးအကောင်းနဲ့တာရှ်တိုကတော့ဝမ်းတာအားရဖြစ်နေကြပါတယ်ဟုတ်ပြီတို့ပြန်မရှင်းလန်းခင်အပိတက်လိုက်လုံးဝအမြင့်ပြတ်အောင်ဖျက်ဆီးပစ်လိုက်လို့အော်ဟစ်နေကြပါတယ်ဇွန်ဘီတယောက်လုံးဝပျောက်ကွယ်သွားတာကိုမြင်လဲရတဲ့ပရိသတ်တွေကတော့ထိတ်လန့်သွားကြပါတယ်အဲ့ဒီအချိန်မှာပဲအစိမ်းရောင်အမုံလေးတွေကတနေရာထဲမှာပြန်စုစည်းလာပါတယ်ဂျင်းကွင်းချက်မြင်းမြန်ဆက်ဆန်ဖြစ်ပေါ်လာပြီးစက္ကန့်ပိုင်းတွင်းမှာပင်အယိုးစီကြီးပြန်ဖြစ်ပေါ်လာပါတယ်အသားစီတွေပြန်စုစည်းလာပြီးအရေးမချိသေးတဲ့ပုံစံမျိုးကနေတဖြည်းဖြည်းနဲ့ဇွန်ဘီရဲ့စတုတ်ထမြောက်ပုံစံအဖြစ်လူတိုင်းရှေ့မှာပြန်ပေါ်လာပါတယ်ဒီမြင်းကွင်းကြောင့်တာရှ်နဲ့ Professor Jimmy တို့တွေမဟုတ်ပဲ live ကြည့်နေတဲ့ကမ္ဘာတဝမ်အုံးကလူတွေပါအထင်းကုန်မရှိထိတ်လန့်ကုန်ပါတယ်ဒါကတကယ်လူသားဟုတ်သေးရဲ့လားစက်ရုပ်ဇွန်ဘီကစိတ်ဝင်စားကိုလိုက်တယ်လို့ပြောလိုက်ပေမဲ့ပရိသတ်တွေကတော့ပိုလို့တောင်ကြောက်လာကြပါတယ်သူတို့အခုမှတီးလိုက်ရတာကဇွန်ဘီဆိုတာရှေးဟောင်းလူသားတွေရဲ့ဗီဒီယိုမှာပြောခဲ့တဲ့ရှေးရင်းယဉ်ကျေးမှုကိုဖျက်ဆီးခဲ့တဲ့တရားခံအစ်စ်ပါပဲငါတို့ကိုဘသူကဲမလဲဆိုတဲ့စိုးရိမ်စိတ်တွေနဲ့ကဘာကြီးတစ်ခုလုံးလုံးဝပျက်စီးမလို့ဖြစ်နေပါပြီ Violet နဲ့ Loni တို့ကလည်းဇွန်ဘီရဲ့စမန်နဲ့တဘာဝကိုတီးလိုက်တဲ့အခါ Professor Jimmy တို့အဖွဲ့ကိုကျွန်းစီကိုဒေါသကြီးဦးတည်သွားကြပါတယ်ဇွန်ဘီကတော့သူ့ရဲ့ခန္ဓာကိုယ်နဲ့အဝတ်စားတွေကိုပါပြန်လဲပြုပြင်လိုက်ပြီးစိတ်ရုပ်ဇွန်ဘီနဲ့တယောက်မျက်နှာတယောက်အပြန်အလှန်ကြည့်လိုက်ကြပါတယ်ဇွန်ဘီကနတ်တမျိုးလိုအရှိန်ဟုန်နဲ့ခုန်ပစ်မိတိုက်ခိုက်ပါတယ်စက်ရုပ်ဇွန်ဘီကရှောင်လိုက်ပေမဲ့ဇွန်ဘီကပုံစံချက်ချင်းပြောင်းပြီးသူ့ဘိုက်ကိုလက်သွင်းနဲ့ဝုန်းကနေထိုးလိုက်တော့ကြီးမားတဲ့အရှိန်ကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးပျက်စီးသွားပြီးစက်ရုပ်ဇွန်ဘီကကျဲတဲ့စင်းတစင်လိုအာကာသကိုလွင့်ထွက်သွားပါတယ်
သူဟာလာကိုချစ်ပြီးပော့တိုက်သွားတယ်လို့အင်္ဂါကရုတ်ကိုပါတန်းစီပြီးထိုးဖောက်သွားပါတယ်နောက်ဆုံးမှာတော့ဆက်ရုပ်ဇွန်ဘီကစနေကရုတ်ကိုပြန်ထန်ကဝင်တိုက်မိပြီးမှရပ်တန့်သွားပါတယ်အဲ့ဒီ right check ကြောင့်စနေကရုတ်ရဲ့ဦးတောင်းတောင်လွတ်ခါသွားပြီးကရုတ်ရဲ့ပတ်အိုးကြောင့်လည်းနှွေလို့သွားပါတယ်လူတိုင်းအန်အိုးမိန်သက်နေကြတဲ့အချိန်မှာပဲဇွန်ဘီကကဘာမီပေါ်မှာရပ်ပြီးအင်္ဂါကရုတ်ရဲ့အပိုင်းစိတ်တွေဂျာကနေဆက်ရုပ်ဇွန်ဘီကိုစူးစိုက်ပြီးကြည့်နေပါတယ်ရုပ်တရက်ဆိုသလိုပဲသူကမြေကြီးကိုအားဖင်းဖင်းနဲ့ကန်ပြီးမိုးချိန်တန်းလိုဟိမ့်ထွက်တဲ့အထမ်းနဲ့အတူအင်္ဂါကရုတ်ကိုထိုးဖောက်ပြီးတဟုန်တိုးခုံထွက်ရွံ့လာပါတော့တယ်ဇွန်ဘီတယောက်ဆက်ရုပ်ဇွန်ဘီကိုဒုတိယအချိန်ပြင်းထန်တဲ့တိုက်ခိုက်ဖို့အရှိန်ဟုန်နဲ့ပြေးဝင်လာပါတယ်ဆက်ရုပ်ဇွန်ဘီဘာမှမလုပ်လိုက်ရခင်မှာပဲဇွန်ဘီကရှေ့မှာရောက်လာပြီးလက်သွင်းချက်တွေနဲ့မနားနဲ့ထိုးလိုက်တော့ဆက်ရုပ်ဇွန်ဘီတယောက်မူးဝေသွားပါတော့တယ်စနေကရုတ်ပေါ်မှာဆက်ပြီးတိုက်ခိုက်ဖို့ပြင်ဆင်နေတော့မယ်ဆက်ရုပ်ဇွန်ဘီကလေတွေကိုခုန်တယ်ပြီးကရုတ်ပတ်အိုးကြောင့်အတိုင်းထပ်ပြီးဖို့ကြိုးစားပါတယ်ဇွန်ဘီကလည်းသူ့ကိုပိတ်ဆိုးဖို့အခြားတစ်ဖက်ကနေလိုက်လံတိုက်ခိုက်ပေမယ့်သူထိုးလိုက်တဲ့လက်သွင်းကအရေးရောင်တစိမ့်သားဖြစ်နေတာကိုထိလိုက်တဲ့အခါဇွန်ဘီတခြားလတ်လာပါတယ်သူကအေးအေးဆက်ဆက်နားခေါင်းရှုံပြီးကဘာမီဘက်ကိုပြန်လှည့်ကြည့်ပါတယ်ဇွန်ဘီရဲ့အရှိန်ဝရဖီအားကြောင့်ညီတယောက်အသက်ရှူကခက်ခဲပြီးငါတို့အမြန်ထွက်ရမယ်မဟုတ်ရင်ဒီနေရာမှာပဲအကုန်တေကုန်လိမ့်မယ်ကိုအနားကသူတွေကိုအော်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲစိတ်ရုပ်ဇွန်ဘီကသူတို့ရှေ့ကိုရောက်လာပြီးသူ့နောက်မှာတော့ဇွန်ဘီလည်းကဘာမြေပေါ်ကိုပြန်ရောက်လာပါပြီစိတ်ရုပ်ဇွန်ဘီကအေးအေးဆက်ဆက်နားခေါင်းရှုံပြီးမြေကြီးကိုလက်သွင်းနဲ့ဝုန်းကနေထိုးချလိုက်ပါတယ်ချက်ချင်းဆိုသလိုပဲသူ့နောက်မှာအပုံကြီးကပေါက်ပြဲထွက်သွားပြီးကြဆုံးသွားတဲ့ဘိုးချုပ်အောင်လုံးလာသူ့ရဲ့အယုတ်တွေအဖြစ်ပြန်လဲအသက်ဝင်လာကြပါတယ်ဒီစိတ်ရုပ်တမတော်ကြီးကိုကြည့်ပြီးလူတွေအံ့ဩနေကြတဲ့အချိန်မှာပဲဇွန်ဘီကပျက်စီးနေတဲ့မြို့ကိုလက်ညှိုးထိုးပြီးထချဆန့်လအမိန်ဖေးလိုက်ပါတယ်ချက်ချင်းဆိုသလိုပဲအစိမ်းရောင်အမုံအမွာတွေစူးစီးလာပြီးအယိုးစီတွေပေါ်ပေါက်လာပြီးဇွန်ဘီကမြို့တွေကတေဆုံးသွားတဲ့သူအားလုံးကိုပြန်လဲအသက်ဝင်လိုက်ပါတယ်သူတို့ကိုစွမ်းရည်ပေးလိုက်ပြီးသူ့ရဲ့ကိုယ်ပိုင်ဇွန်ဘီတက်မတော်ကြီးအဖြစ်ချောင်းလေးပြစ်လိုက်ပါတယ်ကမ္ဘာပေါ်မှာလူတွေကတော့ဒီမြင်းကွင်းကိုကြည့်ပြီးငါအတော်ငါဦးလေသူတို့အားလုံးဇွန်ဘီတွေဖီကုန်ပြီးလို့တုံလုံပြီးအော်ဟစ်နေကြပါတယ်ဗိုင်ယိုလက်နဲ့လိုနီတို့ကတော့အစိမ်းရောင်အလင်းတန်းတွေဖုံးလိုက်နေတဲ့ဇွန်ဘီတွေကလေထဲကနေဝိုင်းထုတ်ချက်တွေဆုပ်ယူပြီးစက္ကန့်ပိုင်းတွေမှာပဲမျက်မုံးတွေဖြစ်လာတာကိုမြင်လိုက်ရပါတယ်ငါတို့ဒုတိယပုံစံရဖို့အသက်ဆွန့်ပြီးစူးစမ်းခဲ့ရတာအခုတော့ဘသူမဆိုဓာတ်ကိုရနေကြပဲပေါ့တကယ်လို့ရရစရာကောက်လိုက်တယ်လို့သူတို့ပြောလိုက်ပါတယ်ဇွန်ဘီကရှေ့ကိုလက်ညှိုးထိုးလိုက်တာနဲ့ဇွန်ဘီတက်မတော်ကြီးကစိတ်ရုပ်ဇွန်ဘီစီကိုတဟုန်တိုးပြေးဝင်လာပါတယ်စိတ်ရုပ်ဇွန်ဘီကလည်းသူ့ရဲ့အယုတ်တွေကိုပြန်တိုက်ခိုက်စေပေမဲ့နိုင်ငံပြည်ရဲ့အစွမ်းထောက်ပါဘိုးချုပ်ကအားလုံးကဇွန်ဘီတက်မတော်ကြီးရဲ့ရှေ့မှာဘာမှမလုပ်နိုင်ပဲအပိုင်းပိုင်းအစားစားဖြစ်ကုန်ပါတယ်စိတ်ဝင်စားဖို့ကောင်းတယ်မင်းမဒီလောက်အစွမ်းတွေရှိနေလိမ့်မယ်လို့မထင်ထားဘူးလို့ပြောပြီးစိတ်ရုပ်ဇွန်ဘီကဇွန်ဘီကိုလက်သွင်းနဲ့ထိုးလိုက်ပါတယ်ဒုံကနေအစတန်ကြီးနဲ့လက်သွင်းချင်းစုံလိုက်တော့ထွက်ပေါ်လာတဲ့လေလိုင်းကြောင့်မြို့တဝက်လောက်ပျက်စီးသွားပြီးမိုင်ပြောင်းမြန်းစွာအကွာကဗိုင်ယိုလက်တို့တောင်ထိခိုက်မှုတွေကိုခန်းစားလိုက်ရပါတယ်အခြေအနေအန်ဒီရဲ့ရှိတာကိုသိလိုက်တဲ့သူတို့နှစ်ယောက်က Professor Jimmy ရှိတဲ့ကျွန်းစီကိုအမြင့်ဆုံးဦးတည်သွားကြပါတော့တယ်ဒီနေရာကသူတို့နှစ်ယောက်တော့တီလို့နေပြီဒီတိုင်းသာစက်တိုက်နေရင်ကဘာကြီးတစ်ခုလုံးမှပျောက်ကွယ်သွားလိမ့်မယ်မတို့ရဲ့အဓိကဦးစားပေးက Professor Jimmy ကိုဖမ်းဆီးပြီးသူတို့ကိုတားဆီးနိုင်မဲ့နီလန်ရှိမရှိစစ်ဆေးဖို့ပဲလို့ Violet ကပြောလိုက်ပါတယ်ကျွန်းပေါ်မှာတော့မုံခေါင်းနဲ့ Touch တို့ကတိုက်ပွဲကိုစိတ်လှရှာစွာကြည့်နေကြပါတယ်ဟုတ်ပြီသူ့ကိုအတိတ်တက်လိုက်လို့အော်ဟစ်နေကြတဲ့အချိန်မှာ Professor Jimmy ကမင်းတို့အယူရီလူသားစစ်တပ်ကကျွန်းပေါ်ကိုဆင်းသက်နေတာထောင်ကျကျင်နေကြတာနာအခုချက်ချင်းစောခွာကြလို့အော်ဟစ်လိုက်ပါတယ်ဒီစကားကြတော့ Touch တယောက်အံ့ဩတော့ပြီဒါဆိုသူတို့ကစိတ်ယုံစုံမိကိုမတားခိုင်းတော့ဘူးလားငါတို့ကိုဘာလို့လိုက်ဖန်နေရလဲလို့ညီးသွားရင်လည်းအရေးကြီးတဲ့သူတေသောအချက်လက်တွေကိုမိရှုဖျက်ဆီးကြပြီးဟယ်လီကော်ပတာစီအလော်ရကြပြေးသွားကြပါတယ်ဒါပေမဲ့သူတို့ထပ်လွှတ်ကိုစ조사ပေမဲ့ဟယ်လီကော်ပတာကတလက်မှမရွေ့ဘူးလိုနီကဟယ်လီကော်ပတာအောက်မှာရောက်နေပြီးဘီးကိုလက်ပလာနဲ့ဆွဲကုန်ထားကြောင်ဖြစ်တယ်မင်းကရှေ့တန်းမှာရှိနေတာမဟုတ်ဘူးလားဘလို့လို့ဒီလောက်မဲမဲကြောက်လာတာလဲလို့ Professor Jimmy တို့အန်အော်နေချိန်မှာပဲလိုနီကဟယ်လီကော်ပတာကိုပြစ်ပေါက်လိုက်ရအပိုင်းပိုင်းအဆအဆထိထောက်ပါတော့တယ် Professor Jimmy တို့ကိုကြိုးတုပ်လိုက်ပြီးနောက် Violet က Touch ရဲ့လေဘင်းကိုဆွဲကုန်ပြီးမင်းကရှေးဟောင်းလူသားပဲမဟုတ်လားငါကတော့မင်းကိုတိတ်ကိုခန်းထားတယ်လို့ထင်နေတာတကယ်တမ်းကထိတ်ပြောင်းနေတဲ့လူအိုကြီးပါလားဒီတိုက်ပွဲကိုရပ်ဖို့နီလန်းပေါ်ဆန်းလို့ချင်းချောက်လိုက်ပါတယ်ဒီလောက်ဖင်းထန်တဲ့စွမ်းရည်တွေကိုဘယ်သူမှမတားနိုင်တော့ဘူးလို့ Touch ကပြောလိုက်ပြီးမြဲဘယ်သူမှမယုံဘူးလိုနီကသူ့ကိုလှည့်ပေးဖို့ပြောပြီးအပြေရှိတယ်ဆိုလိုက် Violet က Touch ကိုမြေပုံကိုပြစ်ချောင်းလိုက်ပြီးလိုနီက Touch ရဲ့လက်မောင်းကိုဓာတ်နဲ့အသားလေးလှီးလိုက်ပဲစက္ကန့်ပိုင်းတွင်းမှာပဲ Touch ရဲ့မေလုံးတွေကအစိမ်းရောင်ပြောင်းသွားပါတယ်လိုနီကဇွန်ဘီဗီတော့ကိုထိန်းချုပ်တဲ့စွမ်းအားကိုအစိမ့်မြင်ထားတဲ့ကြောင့် Touch ရဲ့စိတ်ကိုအပြည့်အဝထိန်းချုပ်နိုင်တာပါ Violet ကအန်ဩဇာနဲ့မင်းတာကိုလှုပ်တတ်တာလားလို့မေးတော့လိုနီကမလှုပ်တတ်ဆိုလားမင်းလည်းလှုပ်တတ်တာပဲခဏပဲခန့်တာပါလို့အေးဟင်းဆေးဆေးပြန်ဖြေလိုက်တယ်ဒီစကားကြတော့ Professor Jimmy နဲ့မုတ်ခေါင်းတို့လုံးဝကြက်တင်တီခွာကြပါတယ်ဇွန်ဘီရဲ့အလုံးမှာဘလို့လူမျိုးတွေရှိနေလားလဲဒါကတကယ်ကိုထူးဆန်းနေပါတယ်လိုနီကရှေးဟောင်းလူသားကိုတိုက်ပွဲကိုအဆုံးသတ်ဖို့နီးလန်းမိလိုက်တယ်ဟိုဘက်ကတစ်တာထဲမှာနာနိုတို့ကိုထိန်ချုပ်တဲ့ခလုတ်တစ်ခုရှိတယ်အဲ့ဒါကိုနှိပ်လိုက်ရင်ဇွန်ဘီဗီတော့ပါတယ်နာနိုပစ္စည်းတွေအကုန်ပျောက်ကွယ်သွားလိမ့်မယ်ခန္ဓာကိုယ်ကိုဖွဲ့စည်းထားတဲ့နာနိုပစ္စည်းတွေမရှိတော့စိတ်ယုံဇွန်ဘီလက်ချက်ချင်းပျောက်ကွယ်သွားလိမ့်မယ်ရှေးဟောင်းလူသားကဖြီးလိုက်ပါတယ်
Violet ကအမြန်ပြေးသွားပြီးတက်တာတဲ့ကခလုတ်ကိုယူလိုက်တယ်ဒါထိရမယ်ဒီမြင်ကွင်းကိုတော့စိတ်ထင်းချုပ်ခံရတဲ့ရှေးဟောင်းလူသားကဒါမထိနိုင်ဘူးမင်းတို့က zombie virus ကိုထိန်းချုပ်တဲ့နီးနန်းကိုဘလို့ထိနေတာလဲလို့ဟင်းဟောက်လိုက်ပါတယ်ဒါပေမဲ့လိုနီးကသူ့ကိုအကြည့်တစ်ချက်နဲ့ပဲငြင်းသွားအောင်လုပ်လိုက်တယ် Violet ကဆက်ထက်က monitor ကိုကြည့်ပြီးတကယ်ပြောရင်မင်းတို့ခေတ်ကနီးပညာတွေကတကယ်ကိုအစ်စ်မြင်လွတ်နေမင်းရဲ့သူ့တဲ့သားကိုတော့ငါတကယ်ကိုလေးစားမိတယ်လို့ပြောလိုက်ပါတယ်တစ်ဖက်မှာတော့သူ့ရဲ့ zombie ရုပ်ကိုတကောင်ပြီးတကောင်ပျက်စီးနေတာကိုမြင်တော့စစ်ရုပ် zombie ကကြီးမျောပြီးစိတ်ဝင်စားဖို့ကောင်းလိုက်တာငါဘလောက်အစွမ်းထက်တယ်ဆိုတာကိုငါ့ကိုငါတော့မသိခဲ့ဘူးတခြားတစ်ယောက်ရဲ့ဖိနှိပ်မှုကိုခံရတာကဒီလိုခံစားရတာကိုလားအဲ့ဒီအချိန်မှာ Violet ကလက်ထဲကခလုတ်ကိုနှိပ်လိုက်မိမဲ့စိတ်ရုပ် zombie ရဲ့ခံစားကိုမှအလင်းတုံးလေးတောက်ပသွားမိဘာမှဖြစ်မလာဘူးဘာလို့ဘာမှဖြစ်မလာတာလဲမင်းငါကိုလိန်နေတာလားလို့ Violet ကရှေးဟောင်းလူသားကိုအော်ဟစ်လိုက်ပါတယ်ရှေးဟောင်းလူသားကလည်းခလုတ်ကိုလှုပ်ယူပြီးအချင်းချင်းနှိပ်လိုက်မိမဲ့ဘာမှထူးမလာဘူးမဖြစ်နိုင်ဘူးမျိုးဗီတာကိုထိန်းထားဖို့ခန္ဓာကိုယ်ရဲ့ပန့်ဖိုးခြင်းမရှိရင် तू ဆက်ရှင်ဖို့နီးလားမရှိဘူး तू အန်အောနေချိန်မှာပဲစိတ်ယူဇုံပြီးက Violet တို့ဘက်ကိုလွှဲ့ကြည့်ပြီးမြင်ကနေကြည့်နေတဲ့ပရိသတ်တွေရှိသေးတယ်ကောင်းကောင်းမြတ်လုံဖွင့်ပြီးကြည်ထားကြအောင်လို့ပြောလိုက်တယ်စကားဆုံးသွားတဲ့စိတ်ယူဇုံပြီးရဲ့တန်းချက်တီကအကွဲသွားပြီးဘုံကနေအတန်းကြီးနဲ့ပေါက်ချက်သွားတော့ပါနာနိုတတို့တွေကသူ့ရဲ့ခန္ဓာကိုယ်ပါအစိတ်စိတ်အမှုမှုထိသွားတာကိုမြင်တော့ Violet တို့အန်အောသွားကြပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်တည်းမှာပြီးသူခန္ဓာကိုယ်တွေကဇုံဘီပြီးတော့တွေကပြန်လဲစူးစီးလာတော့ပါတယ်နီးတယောက်ဒီမြင်းကွင်းကိုကြည့်ပြီးစွန့်သွားစလားဇုံဘီကတော့အစကကျူးတီထားသလိုတကြည့်နေပဲခိုးငွေပြသွားတဲ့အခါပေါ်လာတာကကြွတ်သားအကိနဲ့ခန္ဓာကိုယ်တစ်ခုပါစိတ်ရုပ်ဇုံဘီကအခုဆိုရင်ငားမြောက်သွားမှုဆောင်ကိုရောက်နေပါပြီလူတိုင်းအန်အောနေချိန်မှာပဲသူကကင်မရာရှုကိုရှောက်လာပြီးပရိသတ်ကြီးခင်ဗျာစိတ်ပြက်သွားရင်တောင်းပန်ပါတယ်နာနိုဆက်တွေမရှိတော့လဲငါအခုလိုအကောင်းတိုင်းပဲရှိနေတာပါလေကြည်ညာလိုက်ပါတယ်ဇုံဘီနဲ့စိတ်ရုပ်ဇုံဘီရဲ့ကြောက်မက်ဖွယ်စွမ်းရည်တွေကိုမြင်တော့မှတော့ဘသူမှအသက်ရှင်ဖို့မျှော်လင့်ချက်မရှိတော့ပါဘူးဖျားရတယ်ငါတို့ရဲ့ဘိုးဘေးတွေကဒီလိုကြောက်မက်ဖွယ်တဲ့မိစာမျိုးနဲ့ရင်ဆိုင်ရတာလားလို့လူတွေတုံလုံးစွာညီးသွားကြပါတယ်စိတ်ရုပ်ဇုံဘီကငါရဲ့မူလပုဂ္ဂိုလ်ရဲ့မိန်လက်ဓာတ်ကိုစမ်းကြည့်တယ်လားလို့ယိုပြုတ်လိုက်တယ်ဇုံဘီတယောက်ကြည့်လိုက်တာနဲ့အသက်ရှင်သွားတဲ့ဇုံဘီတမကစိတ်ရုပ်ဇုံဘီစီကိုအော်ဟစ်ပြီးပြေးဝင်သွားပါတယ်ဒါပေမဲ့စိတ်ရုပ်ဇုံဘီကထွက်သွားစမ်းလို့တခွန်းနဲ့အမိန်ပေးလိုက်တာနဲ့ပြေးဝင်လိုက်တဲ့ဇုံဘီတွေအားလုံးအမုံအမုံထိပြီးလေထဲမှာပျောက်ကွယ်သွားပါတော့တယ်ကွန်ပျူတာရှေ့မှာ Blackie ခေတ်လေဒီမြင်းကွင်းကိုကြည့်ပြီး ကဲဒီနေ့အတွက် Android Manwa Riga 2ရဲ့ဗီဒီယိုလေးကိုဒီမှာတင်ခရတရနာခွင့်ပြုပါဗျာကျွန်တော် channel လေးရေရှည်ရပ်တည်နိုင်ဖို့အတွက် bro တို့အနေနဲ့ VPN လေးဖွင့်ပြီးတက်လာတဲ့ကြော်ညာလေးတွေကိုကြည့်ပေးခြင်းအပြင်ကူညီလို့ရပါတယ်ဗျဒါဟာကျွန်တော်တို့နောက်ထပ်အမိုက်စားဗီဒီယိုတွေအမိုက်စားဆက်လုပ်ဖို့အကြီးဆုံးအင်အားပါပဲ channel ကို subscribe လုပ်ထားဖို့ like ပေးခဲ့ဖို့နဲ့ခေါင်းလုံးလေးတီးထားဖို့မမေ့နဲ့ဘူးနော်ခင်ဗျားတို့ရဲ့အမြင်တွေကိုလည်း comment မှာဝင်ရဆွေးနွေးပေးသွားကြပါဦးအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်ဗျ